ခမားလိုလူမျိုးခမားပြန်တွေးတဲ့အခါကျွန်တော်နေရာကိုကောင်းကောင်းချစ်ကိုချင်းစာတတ်မှာပါသူ့အမားနဲ့ကို့အလွန်ဆိုတဲ့စကားကိုကြားဘူးကြမှာပေါ့အမားလုပ်ခဲ့တဲ့သူကသူဖြစ်ပါလျက်နဲ့ကို့အလွန်ဖြစ်သွားအောင်ဒရမာတွေခင်းတတ်တဲ့လူမျိုးတွေပေါ့ဗျာဒီလိုလူမျိုးတွေကအလုပ်ခွင်မှာရော relationship တွေမှာရောအမြဲတမ်းတွေ့ရတတ်တယ်တကယ်တမ်းပြောရရင်သူတို့ရဲ့ပုံစံကညံညီညံနဲ့ကတအားများတယ်စကားကလည်းတက်တယ်သူတို့ဘက်ကကို့အပေါ်ကိုခေါင်းပုံဖြတ်တာတွေအနိုင်ကျင့်တာတွေစိတ်ဆင်းရဲရအောင်လုပ်ခဲ့တာတွေအများကြီးရှိပေမဲ့ဘလို့ကနေဘလို့ဖြစ်သွားမှန်းမသိဘူးနောက်ဆုံးအမားလုပ်တဲ့လူကကို့ပုံစံမျိုးနဲ့ထင်အောင်ထင်မှားဖြစ်အောင်သူတို့ကလုပ်တတ်တယ်နောက်ဆုံးသူတို့ဘက်ကအမားတွေလုံနေရင်တော့ကျွန်တော်တို့ကိုပဲပြန်ပြီးအပြစ်ပုံချခဲ့တာမသိရင်ကျွန်တော်တို့ကပဲအမားတွေစလုပ်တဲ့လူလို့ကျွန်တော်တို့ကပဲအရန်ကြီးမကောင်းတဲ့လူလို့ဖြစ်သွားသူတို့ကလည်းအဲ့လိုဖြစ်အောင်လုပ်တာနောက်ဆုံးကျွန်တော်တို့ကသီးမခံနိုင်လို့ပြောတဲ့အချိန်ကျတော့ကျွန်တော်တို့မကောင်းဖြစ်ရောပြဿနာရှာတဲ့ကောင်ကဒီဟာကောင်ကြီးရေပေါ့ဗျာ relationship တစ်ခုမှာလည်းဒီလိုလူမျိုးတွေက red flag အကြီးစားတွေထဲမှာပါတယ်သူတို့ကတော့ဘယ်တော့မှကျွန်တော်တို့ကို